Diary Studio ရဲ့တနည်းတာလှူရှားမှုလေးတွေကိုကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ရအောင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Diary Studio ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မှာတော့ Diary Studio ရဲ့တနည်းတာလှူရှားမှုလေးတွေကိုကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ရအောင်ဗျကဲအခုကတော့ကျွန်တော် Diary တင်းရဲ့ editor edit လုပ်နေတာကိုသွားဆက်စုမှာဖြစ်ပါတယ်ဗျလာဖတ်ကြည့်လိုက်ရအောင်ဗျကဲ editor ကြီးဒီကနေ့ကဘာ edit လုပ်နေရလဲပြောပြပေးပါဦးဗျတော့ကျွန်တော်မနေ့ကရိုက်ထားတဲ့ pre-wedding ရဲ့ family photo ရဲ့ပြီးတော့ solo portrait ရဲ့ကိုပုံပြနေပေါ့ကဲဟုတ်ပါပြီဗျ editor ကြီး editor ကြီးက family photo ရဲ့ pre-wedding ရဲ့ solo portrait လေးရဲ့ edit ပေးနေရမှာဖြစ်ပါတယ်ဗျအဲဆိုတော့ပုံလေးတွေထွက်လာရင်လေအားပေးကြပါဦးနော်ကျွန်တော် Diary Studio မှာသူတို့သားသူသမီးအောင်ဝတ်စုံလေးရွေးနေရပဲဖြစ်ပါတယ်ဗျဒီနေ့ကတော့ကျွန်တော် Diary Studio ရဲ့ indoor shooting day လေးပဲဖြစ်ပါတယ်ခင်ဗျအခုကတော့ Diary Studio ရောက်နေရပဲဖြစ်ပါတယ်ဗျ Diary Studio မှာဘာတွေလုပ်နေလဲသွားကြည့်လိုက်အောင်ဗျအခုကတော့ indoor pre-wedding အတွက်သူတို့သမီးကို make up လိမ့်ပေးနေရပဲဖြစ်ပါတယ်ဗျတော့သူတို့သမီး make up လိမ့်နေတော့ကျွန်တော်တို့စောင့်နေတာပဲဖြစ်ပါတယ်ဗျခဏနေကြရင်တော့ shooting လေးကိုဆက်ကြည့်လိုက်အောင်ဗျကဲအခုကတော့ကျွန်တော်တို့ Diary Indoor Studio မှာ pre-wedding ရိုက်နေရပဲဖြစ်ပါတယ်ဗျဒါကတော့ studio ရဲ့ founder ကိုစိုးတက်ပုံရိုက်ပေးနေရပဲဖြစ်ပါတယ်အခုကတော့ဆရာကိုဗားလေးရိုက်နေရလဲဆိုတာသွားမေးကြည့်မှာဖြစ်ပါတယ်ဗျဟုတ်ပြီဟုတ်ဆရာကြီးဒီကနေ့ indoor ရဲ့ဗားလေးရိုက်နေရလဲဆိုတာလည်းရှင်းပြပေးပါဦးဗျဒီနေ့ indoor studio မှာ pre-wedding လေးရိုက်နေရပါ pre-wedding ဝတ်စုံနှစ်စုံရိုက်နေရပါအခုကတော့နောက်တိုင်းရိုက်မယ်ပြီးလို့ရှိရင်ငါတို့မြန်မာဝတ်စုံနဲ့ရိုက်မယ် make up လည်းချိန်မယ်ပေါ့အဲ့ဒါလေးရိုက်နေတာဟုတ်ကဲ့ပါဗျpackage လေးရောဘယ်လို package လေးလဲဆိုတာကိုရှင်းပြပေးပါဦးဗျရှင်းပြပေးလို့ရတယ် package ကတော့အခုကတော့ indoor pre-wedding နှစ်စုံကို6,800,000နဲ့ရိုက်ကူးနေတာပါဟုတ်ကဲ့ပါကျေးဇူးပါဗျကျေးဇူးပါဆက်ရက်လိုက်မယ်နော် okay